မင်္ဂလာပါရှင်ဒီနေ့တရားခံသွားဖမ်းမယ်ရှင်နော်ဒါတရားခံဒါကဆုံးသွားတဲ့လူရှင်နော်ဆုံးတည်ဆုံးသွားတဲ့အမောင်လေးရှင်နော်ဟုတ်ကဲ့အခုလက်ရှိဖမ်းလို့မရသေးဘူးရှင်နော်နေရာအတိအကျမသိသေးဘူးနော်အဲ့ဒါမနေ့ကသူ့မိမစီစာရေးလာတာတော့သူအဲ့နေရာမှာရှိတယ်တဲ့အဲ့ဒါနဲ့ညတော့မခိုင်ရမပန်းရတော့ဖမ်းတဲ့ပလိတ်လက်ပါတယ်ဗော10ရောက်ကျော်တော့ပါတယ်တဲ့အဲ့ဒါမမိသေးဘူးရှင်နော်နေရာအတိအကျတိတယ်ဒါပေမဲ့မတွေ့သေးဘူးဒီနေ့ထပ်ရှာမယ်ရှင်နော်မနေ့ကမနေ့မအားလို့လဲပါတယ်ရှင်နော်ဘတ်တင်တဲ့လူလဲတော်တော်များများရှိတယ်နော်ဒီနေ့မနေ့နဲ့ဘတ်တင်တဲ့လူရှင်နော်ဟုတ်ကဲ့ရှင်ဒီနေ့တင်ရင်မနေ့ဖန်ရတယ်ရှင်နော်အဲ့လိုမနေ့ဖန်နောက်ဆုံးပြီရှင်နော်26ရက်နေ့နောက်ဆုံးဖြစ်ပြီရှင်နော်အကြောင်းမို့ဘတ်တင်မယ်ဆိုအမြန်ဆုံးလာတင်လို့ရပြီရှင်နော်ဟုတ်ကဲ့အသေးစိတ်ဝင်လာမေးလို့ရတယ်နော်မနေ့ CB TikTok CB မှာလည်းမေးလို့ရတယ်အကောက်ပေါ်မှာလည်းမနေ့ QR code ထည့်ထားတယ်နော်မရဘူးဆိုတော့ TikTok CB ထဲမှာလာခဲ့နော်မနေ့အားနဲ့ဖြည့်ပေးမယ်ရှင်နော်ဒီနေ့ဒီတရားခံတော့ဖမ်းမယ်ဆိုတော့နော်အကြောင်းလိုက်လို့တဲ့အခါကျရင်ဝင်အပေးလို့ရတယ်ရှင်နော်အပေးချင်းအပေးအမပေးချင်းလည်းရတယ်ရှင်ဟုတ်ကဲ့ရှင်မနေ့အကောက်ပဲနှကောက်စလဲအကောက်ပေါင်း30ကျော်လောက်ရှိတယ်နော်ရေကူးဝတ်ဆောင်မှန်တယ်မြတ်ကျမအကောက်ကျမရဲ့အကောက်နော်3ရက်ဆိုလို့3ရောက်တင်တဲ့ပုံလေးဆိုလို့ရှင်မပန်းနဲ့မခိုင်အကောက်ပါရှင်ဟုတ်ကဲ့ရှင်အားလုံးကျေးဇူးများတင်ပါတယ်ရှင်ဒီတရားခံတွေ့ရှိပါကတစ်ချက်လောက်အကြောင်းကြားပေးရှင်နော်ဟုတ်ကဲ့ရှင်ပလိတ်တွေလည်းလိုက်နေတယ်ရှင်နော်ဟုတ်ကဲ့ရှင်အခုကျမတို့လည်းလိုက်ရှာနေတယ်ရှင်အခုကသူ့ကိုဘာဆိုရင်လဲဆိုတော့သူ့ကိုဖမ်းတာတဲ့သူ့ကိုတနာတာပေါ့နော်အခုထမင်းမစားတာ4ရက်စီပြီတဲ့နော်သူလည်းဟိုဘယ်လိုပြောမလဲဆိုတော့ရွှေရင်ကြော်ထိုးတဲ့လူတွေတော်တော်လေးဟိုဘယ်လိုပြောမလဲသူတို့ကိုဘွားနတ်ဖြစ်ပါပေါ့နော်ရွှေရင်ကြော်ဆိုတော့လေနော်ဟိုကျွန်မလည်းအဲ့လောက်ထိနားမလဲဘူးရှင်နော်ဘယ်လိုပြောမလဲမဖြစ်ပဲနဲ့ဖြစ်သွားတာပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့နော်ဟိုအမှုကိုကြီးတဲ့အမှုကိုငယ်အောင်ငယ်တဲ့အမှုဟိုပပြလို့တော့မရဘူးပေါ့လူတက်မှုဆိုတော့နော်အနည်းဆုံးတော့10နှစ်အထက်တော့ကြားရမှာပေါ့နော်10နှစ်အထက်မှာကြားမယ်ဆိုရင်တော့မှကြရွယ်သူဝန်ခံမယ်ဆိုလို့ရှိရင်အမှုက9နှစ်လောက်အဲ့9နှစ်မှာဆိုလို့ရှိရင်ထိုင်းနိုင်ငံမှာဆိုလို့ရှိရင်ဟိုဘယ်လိုပြောမလဲနေလျှော့တဲ့အခါကျလို့ရှိရင်ပါတယ်နော်9နှစ်ဆိုလို့ရှိရင်အများဆုံးကြားမယ်3နှစ်ကျော်အဲ့လောက်ပဲကြားမယ်ရှင်နော်အဲ့လိုမျိုးကိုယ့်ရဲ့ဟိုဘယ်လိုမှလှုပ်ဆောင်ပေးနေတဲ့အမှုတွေကြတော့လည်းကိုနားလဲတာပေါ့နော်အဲ့ကြောင့်မို့ဟိုဘယ်လိုမှဟိုဝန်ခံစေချင်တာပေါ့နော်လူတက်တယ်ဆိုတော့နော်အဲ့လိုမျိုးကြောင့်ဟုတ်ကဲ့ရှင်အဲ့ကြောင့်မို့ကျွန်မလိုက်လို့တဲ့ခါကျလို့ရှင်ဝင်ရောက်အပေးလို့ရပါတယ်ရှင်ဘတ်တင်မယ်ဆိုလို့ရှင်အမြန်ဆုံးလာခဲ့နော်ဒါမှမဟုတ်ပတ်စံလို့တလောက်ချေးမလားနော်အလုပ်သမားနဲ့ပတ်သက်တာမှန်တယ်များဝင်လာမီလို့ရတယ်ရှင်နော်ဟုတ်ကဲ့ရှင်ဟိုအလုပ်ချိတ်ဆက်တော်၎င်း passport လုပ်တော်၎င်းနော်မြန်မာပြည်ကနေအောက်လန်နဲ့လာတော်၎င်း VIP ရှိတဲ့ယူရှိတဲ့ပြီးလို့ချင်းဒီထိုင်းနိုင်ငံကနေပတ်စံလွဲလို့ရတယ် KP ဝေးပေးရှင်နော်မျိုးစုံကျခုံလာမေးလို့ရတယ်ရှင်နော်လိန်ငယ်ဒီမှာကျမစီမလာနေရှင်နော်ဟုတ်ကဲ့ရှင်ကျမနေနေတော့အပြောဆိုမယ်နော်ဟုတ်ကဲ့ရှင်အခုညတော့ကျန်နေရှင်ဒါပဲ I love you ငါချောလား